တချို့ရက်တွေမှာတိတ်ဆိတ်တဲ့ခိုက်တန်တွေလိုအပ်ပါတယ်။အိမ်ရှိကိုထွက်လိုက်တဲ့အခါမြင်ရတဲ့ပန်းတွေကိုကြည့်ရင်ပန်းတစ်ပွင့်ဖူးပွင့်လာပုံကိုစိတ်ကိုကြည့်ပါ။ထို့နောက်မှာတော့လိုင်းတန်တွေကိုနားဆိုင်ထောင်ကြည့်ပါ။စီးချက်မှန်မှန်ရိုက်ခတ်တဲ့ရေလိုင်းလိုပဲအရာရာဟာတရွေ့ရွေ့စီးဆင်းနေမယ်။အကျွေးတွေစိတ်ပူပန်မှုတွေနဲ့စူညံတဲ့လောကအဝေးမှာကြံခဲ့ပြီနောက်ဆုံးအနေနဲ့သစ်ပင်တွေကိုကြည့်လိုက်ပါမြေကြီးမှာခိုင်မာတဲ့အမြစ်တွေရှိပေမဲ့တိုးဝင်လာတဲ့လေနဲ့အတူသက်ရွေလျားနေတယ်စိတ်တည်ငြိမ်ခြင်းဟာမလှုပ်ရှားခြင်းမဟုတ်ပဲကိုယ့်ရဲ့ဘေးနာကလှုပ်ရှားစူညံတဲ့လောကတွေမြဲမြံစွာရက်တည်ရာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်အသက်ပြင်းပြင်းရှူလိုက်ပါသင်အခုဒီနေရာမှာရောက်ရှိနေပြီဒီနေ့အတွက်လုံလောက်ရှင်သန်ခဲ့ပါတယ်